ယနေ့ကမ္ဘာအရေးကြီးသတင်းများအစီအစဉ်မှကြိုဆိုပါသည်ယခုအပတ်၏ထိပ်တန်းသတင်းများအဖြစ်ရာဖာဒေသတွင်ဟာမတ်စ်၏လက်နက်မချရေးငြင်းဆန်မှုယူကရိန်းအပေါ်ရုရှား၏ဒုံးကျည်တိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်ခြင်းနှင့်ဂါဇာကမ်းမြောင်မှဟာတက်ဂိုးတင်၏အလောင်းစိတ်ပိုင်းပြန်လည်ရရှိခြင်းသတင်းများကိုတင်ဆက်ပေးသွားမည်ဖြစ်ပါသည်ပထမဦးစွာဂါဇာကမ်းမြောင်ရှိရာဖာဒေသမှနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမည်အစ္စရေးနှင့်ဟာမတ်စ်တို့အကြားတင်းမာမှုများဆက်လက်မြင့်တက်နေဆဲဖြစ်ပါသည်အထူးသဖြင့်ရာဖာဒေသတွင်ဟာမတ်စ်စစ်သွေးကြွများကလက်နက်ချရန်ငြင်းဆန်နေခြင်းသည်ငြိမ်းချမ်းရေးကြိုးပမ်းမှုများကိုအဟန့်အတားဖြစ်စေလျက်ရှိပါသည်လက်ရှိတွင်အစ္စရေးအီဂျစ်နှင့်ကာတာတို့ကဂျားဝင်ဆေးဆက်ကသဘောတူညီမှုရရှိရန်ကြိုးပမ်းနေကြပါသည်။ယင်းတို့၏အဓိကရည်ရွယ်ချက်မှာဒေသတွင်တည်ငြိမ်အေးချမ်းရေးနှင့်ပဋိပက္ခများလျှော့ချရေးပင်ဖြစ်ပါသည်။သို့သောဟာမတ်စ်၏ခိုင်မာသောရည်တည်ချက်ကြောင့်အခက်အခဲများစွာနှင့်ရင်ဆိုင်နေရပါသည်။အဆိုပါသဘောတူညီမှုအစီအစဉ်တွင်အဓိကအချက်များစွာပါဝင်ပါသည်။ဟာမတ်စ်အနေဖြင့်လက်နက်ချရန်နှင့်အင်းတို့၏မြေအောက်ဥမင်များကိုဖျက်သိမ်းရန်တောင်းဆိုထားပါသည်ဤအချက်များသည်အစ္စရေး၏လုံခြုံရေးအတွက်အရေးကြီးသောတောင်းဆိုချက်များဖြစ်ပါသည်သို့သောဟာမတ်စ်ဘက်မှအင်းတို့၏တောင်းဆိုချက်များမပြည့်မီပါကလက်နက်ချမည်မဟုတ်ကြောင်းခိုင်မာစွာငြင်းဆန်ထားပါသည်အင်းတို့၏တောင်းဆိုချက်များတွင်အစ္စရေး၏ထိုးစစ်များရပ်တန့်ရေးနှင့်ဂါဇာကမ်းမြောင်အပေါ်ပိတ်ဆို့မှုများရုပ်သိမ်းရေးတို့ပါဝင်သည်ဟုသိရပါသည်ရိုက်တာသတင်းဌာန၏ဖော်ပြချက်အရဟာမတ်စ်သည်မင်းတို့၏အဓိကတောင်းဆိုချက်များမရရှိမချင်းလက်နက်ချရန်ဆန္ဒမရှိကြောင်းထပ်လောင်းပြောကြားခဲ့ပါသည်ဤအခြေအနေသည်ဒေသတွင်ငြိမ်းချမ်းရေးကြိုးပမ်းမှုများအပေါ်ဆိုးရွားစွာတက်ရောက်မှုရှိနေပါသည်နှစ်ဖက်စလုံးမှအလျှော့အတင်းမလုပ်နိုင်သေးခြင်းသည်ပဋိပက္ခကိုပိုမိုရှည်ကြာစေနိုင်ပါသည်နောက်ထပ်သတင်းတပုတ်အနေဖြင့်ယူကရိန်းအပေါ်ရုရှား၏ဒုံးကျည်တိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်နေခြင်းကိုတင်ဆက်ပေးပါမည်ရုရှားတပ်များသည်ယူကရိန်းနိုင်ငံအပေါ်ထပ်မံ၍ပြင်းထန်သောဒုံးကျည်တိုက်ခိုက်မှုများကိုဇက်တိုက်ပြုလုပ်ခဲ့ပါသည်ဤတိုက်ခိုက်မှုများသည်ယူကရိန်း၏အခြေခံအဆောက်အအုံများကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်ရုရှားတပ်များကဒုံးကျည်450ကျော်နှင့်မစ်ဇိုင်း45စီးတို့ကိုအသုံးပြု၍တိုက်ခိုက်ခဲ့ကြောင်းယူကရိန်းဘက်မှထုတ်ပြန်ခဲ့ပါသည်ဤတိုက်ခိုက်မှုများ၏အဓိကပြစ်မှတ်များမှာယူကရိန်း၏စွမ်းအင်စက်ရုံများနှင့်အခြားအရေးကြီးသောအခြေခံအဆောက်အအုံများဖြစ်ပါသည်တိုက်ခိုက်မှုများကြောင့်ယူကရိန်း၏စွမ်းအင်စက်ရုံများစွာထိခိုက်ပျက်စီးခဲ့ရပါသည်။ဤအပြင်အရက်သားနှင်းငယ်လည်းတေဆုံးခဲ့ရကြောင်းသတင်းများကဖော်ပြပါသည်။ဤတိုက်ခိုက်မှုများသည်စစ်ပွဲ၏ပြင်းထန်မှုကိုပိုမိုမြင့်တက်စေပြီးယူကရိန်းပြည်သူများ၏နေ့စဉ်ဘဝကိုထိခိုက်စေပါသည်။ရုရှား၏ဤကဲ့သို့ဇက်တိုက်တိုက်ခိုက်မှုများသည်ယူကရိန်း၏အခြေခံအဆောက်အအုံများကိုပြင်းထန်စွာထိခိုက်စေလျက်ရှိပါသည်အထူးသဖြင့်စောင်းရာသီနီးလာသည့်နှင့်အမျှစွမ်းရည်ပြက်လက်မှုပြဿနာများပိုမိုဆိုးရွားလာနိုင်ကြောင်းစိုးရိမ်ပူပန်မှုများရှိနေပါသည်ဤအခြေအနေသည်စစ်ပွဲ၏ပြင်းထန်မှုဆက်လက်ရှိနေဆဲဖြစ်ကြောင်းပြသနေပါသည်နောက်ဆုံးသတင်းအနေဖြင့်ဂါဇာကမ်းမြောင်မှတထေးဟာတက်ဂိုးဒင်၏အလောင်းစိတ်ပိုင်းပြန်လည်ရရှိခြင်းသတင်းကိုတင်ဆက်ပေးပါမည်ဂါဇာကမ်းမြောင်တွင်ဖြစ်ပွားခဲ့သောရင်ပုံးပေါက်ကွဲမှုတစ်ခုတွင်တေဆုံးခဲ့သည့်တထေးဟာတက်ဂိုးဒင်၏အလောင်းစိတ်ပိုင်းများကိုပြန်လည်ရရှိခဲ့ပါသည်ဤဖြစ်ရပ်သည်ဒေသတွင်ပဋိပက္ခများကြားမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်ပါသည်အစ္စရေးအဖွဲ့အစည်းတစ်ခုမှလင်းလောင်းအစိတ်ပိုင်းများကိုပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်ဤကိစ္စသည်ပဋိပက္ခများဖြေရှင်းရေးအတွက်အရေးပါသောခြေလှမ်းတစ်ရပ်အဖြစ်ရှုမြင်နိုင်ပါသည်နှစ်ဖက်ကြားယုံကြည်မှုတည်ဆောက်ရာတွင်အထောက်အကူပြုနိုင်ပါသည်ဤကဲ့သို့အလောင်းစိတ်ပိုင်းများပြန်လည်ပေးအပ်ခြင်းသည်ငြိမ်းချမ်းရေးအတွက်ခြေလှမ်းတစ်ရပ်အဖြစ်လည်းရှုမြင်နိုင်ပါသည်ပဋိပက္ခများကြားမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတန်ဖိုးများကိုမြင့်တင်ပေးနိုင်ပါသည်တေဆုံးသူ၏မိသားစုအတွက်လည်းစိတ်သက်သာရာရစေမည့်ကိစ္စတစ်ခုဖြစ်ပါသည်ဤဖြစ်ရပ်သည်ဒေသတွင်ပဋိပက္ခများကြားမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပါမှုကိုမိမောင်းထိုးပြနေပါသည်ငြိမ်းချမ်းရေးနှင့်ပဋိပက္ခဖြေရှင်းရေးကြိုးပမ်းမှုများတွင်လူသားချင်းစာနာထောက်ထားမှုသည်အဓိကကျကြောင်းပြသနေပါသည်ဤကဲ့သို့သောလုပ်ရပ်များသည်အနာဂတ်တွင်ပိုမိုကောင်းမွန်သောဆက်ဆံရေးများတည်ဆောက်ရန်အထောက်အကူပြုနိုင်ပါသည်ယ
ယနေ့ကမ္ဘာအရေးကြီးသတင်းများအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြသောပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါသည်နောက်နေ့များတွင်လည်းနောက်ဆုံးရကမ္ဘာသတင်းများကိုတင်ဆက်ပေးသွားပါမည်အားလုံးပဲဘေးရန်ကင်းကွာ၍ကျန်းမာပျော်ရွှင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်